ဘယ်သူဖို့ဖြစ်သိတဲ့လူပဲဖြစ်မသိတဲ့လူပဲဖြစ်မြင်ရတဲ့တတ္တဝါပဲဖြစ်မမြင်ရတဲ့တတ္တဝါပဲအားလုံးအစဉ်ပြေကြပါစေအစဉ်ပြေတာပဲကြည့်ချင်တယ်နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမှာမွေးထားမနဲ့အေးရထားတဲ့အချိန်ကလေးမွေးထားဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနဲတဲ့ကုသိုလ်လားလို့ဆိုအမေတမကြီးမားတဲ့ကုသိုလ်လို့ခေါ်တယ်မြတ်စွာဘုရားကဝေလာမသုတ်တံမှာဟောထားတာနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးဒနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေထဲမှာစတုဒိတတန်ဃာကိုရည်စူးပြီးတော့ကျောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့တဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံသုံးပါးဆောက်တည်တာအဲကျောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်တို့ရဒါဖြင့်တရဏဂုံဆောက်တည်တာတဲ့ကောင်းတာရှိသေးလားအေး၅ပါးသီလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟောဒီလိုဟောတာနော်ဒါဖြင့်၅ပါးသီလတပည့်တော်တို့တရဏဂုံလည်းရတယ်၅ပါးသီလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားဟောမေတ္တာပွားတယ်တရားတွေအားလုံးပေါ်မှာချုံငုံပြီးကိုသိတဲ့လူရောမသိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအားလုံးအစဉ်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဘာလို့ထားတော့ဆိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအမုန်းတရားမရှိဘူးဆိုတာ